reply ပြန်ပေးလိုက်တာပေါ့နော်ဒီကိုကဘာပြောထားလဲဆိုတော့သူလည်းမွေးချင်တယ်ပေါ့နော်ဝန်ထမ်းဘဝကနေပြီးတော့မှရုံထွက်ချင်တယ်ဆိုလို့လေဝန်ထမ်းဘဝကတော့ရုံထွက်ချင်ကြပါပေါ့နော်အခုခါပုံစံနှုံးနဲ့ဘာနဲ့ဆိုတော့လဲပေါ့နော်ခုလိုအိမ်မှာချက်ကလေးတွေတစ်နိုင်တစ်ပိုင်းမွေးမယ်ဝက်ကလေးတွေတစ်ပိုင်းတစ်နိုင်မွေးမယ်ပြီးရင်ဒီဟာနဲ့လည်းစမပြေဘူးပေါ့နော်ဒါဆိုရင်တော့ခုဝင်နေမို့လေးလဲနည်းနည်းပပစိုက်ထားတယ်ပေါ့နော်ဝင်နေတစ်နိုင်တစ်ပိုင်းလေးပေါ့ဒါလေးကတော့ဟိုရက်ကစောင့်နေရလက်စာလေးပေါ့နော်ထဲထဲမှာတော့မှုတုပ်လေးတွေကတော့ရောက်နေပြီပေါ့နော်ဒါလေးကတော့အိမ်မှာပဲတစ်နိုင်တစ်ပိုင်းလေးလောက်ထားတာဖြစ်ပါတယ်ကိုယ့်အိမ်မှာကိုလုံးမယ်ဆိုရင်တော့ကြောက်နဲ့ဝမ်းနဲ့တင်ဘယ်လိုပြောမလဲနည်းနည်းပမွေးုံနဲ့တော့အဆင်မပြေဘူးပေါ့နော်ခုခက်ကတည့်ရတိုင်းပဲကုံစင်းနှုံးကလည်းမြင်တာဆိုတော့ဆက်ရဈေးတက်နေတဲ့အချိန်မှာဆိုတော့လေအကုန်လုံးနည်းနည်းစီးပွားရေးတစ်ခုနှစ်ခု3ခုလောက်ထိပေါ့နော်နည်းနည်းစီစမ်းတာတော့အကောင်းဆုံးပါပဲရှင်ညီမတို့လည်းဒီလိုပါပဲ